ဒီစိန်ခေါ်မှုမှာငရုတ်တိအစိမ်း1000စားနိုင်ရင်ဘန်းငွေ100ပေးပြီးတော့ငရုတ်တိအစိမ်း2000စားနိုင်ရင်တော့ကျွန်တော်ကဘန်းငွေ300ပေးမှာဖြစ်ပါတယ်ဘသူတဲ့ငရုတ်တိကိုအများကြီးစားနိုင်မလဲဆိုတာကိုလိုက်ပြီးတော့ကျွန်တော်တို့မေးမြန်းတော့မှာဖြစ်ပါတယ်ငရုတ်တိအတောက်30နဲ့6တောက်ကိုစားတော့တဲ့ကိုကြီးနော်30နဲ့6တောက်ကိုစားတော့လို့ဒီကိုကြီးကိုကျွန်တော်စုများချမှာဖြစ်ပါတယ်ကျွန်တော်ဘန်းငွေ2500စုချမှာဖြစ်ပါတယ်ဗျတော်ပြီလားစားအောင်မလားတော်ပြီโอเคဟိုလေးတောင်စားရတယ်စားလို့ရတယ်စားလို့ရတယ်ဘုံလိုက်ပြီနော်ဒီလက်ခေါ်နေတူကြပါနော်စုပဲမယ်ဝါပြီးတော့မျိုးချရမယ်နော်9000စားတာဗျာမင်္ဂလာပါ MKF1T monetization စားပဲပစ်ကနေထိုင်းရောက်ရှင်မြန်မာတွေဘယ်လောက်ထိအဆက်ခံနိုင်လဲဆိုတာကိုစက်သက်တော့မှာဖြစ်ပါတယ်ငရုတ်တိအစင်း1000စားနိုင်ရင်ဘတ်ငွေ100ပေးတော့မှာဖြစ်လို့စင်ခွန်မှုကိုဘယ်သူတွေလက်ခံမလဲဆိုတာကိုကျွန်တော်နဲ့အတူလိုက်ပါကြည့်လိုက်ကြအောင်ပါဗျာပုံမှန်ဆိုရင်ဒီစိတ်မှာမြန်မာတွေအများကြီးရှိတာပေါ့ဗျာဒါမနေ့ပိုင်းဆိုရင်အများကြီးရှိတယ်ခုကကျွန်တော်ကညနေပိုင်းမလို့ပေါ့နော်ညနေပိုင်းဆိုတော့တိတ်မရှိဘူးဒါပေမဲ့ဒီဆိုင်မှာရှိနေတဲ့သူတွေကတော့အကုန်လုံးမြန်မာတွေကြီးပါပဲဒီထဲမှာဈေးလာဝယ်တဲ့သူတွေလည်းရှိတယ်ဆိုင်မှာအလုပ်လုပ်နေတဲ့သူတွေလည်းရှိတယ်ပေါ့နော်ဒီမြန်မာတွေကိုပဲကျွန်တော်ကလိုက်ပြီးတော့မေးတော့မှာဖြစ်ပါတယ်နော် Let's go လို့မင်္ဂလာပါညီမစကားလေးနည်းနည်းပြောလို့ရမလားမသိဘူးပြောလို့ရတယ်ရှင်ကျွန်တော်အခုအစီအစဉ်လေးတစ်ခုရှိတယ်ပေါ့နော်ဒီအစီအစဉ်လေးမှာငရုတ်တိအစင်း1000စားပြနိုင်တယ်ဆိုရင်ကျွန်တော်ကဘန်းငွေ100ပေးတော့မှာပေါ့နော်ဒီအစီအစဉ်လေးမှာညီမပါဝင်နိုင်လားပေါ့ငရုတ်တိတကယ်တော့ညီမ1000စားနိုင်ရင်လည်းရတယ်1000စားနိုင်ရင်လည်းရတယ်ဘာမှမဖြစ်ဘူး1000စားနိုင်ရင်1000ဖို့ကျွန်တော်ကပတ်စံပေးမှာဖြစ်တယ်နော်โอเคညီမဘယ်လိုလဲစင်ဖော်မှုကိုလက်ခံလားโอเคတယောက်ရပြီကျွန်တော်တို့နော်ညီမဒီမှာစားချင်တဲ့ငရုတ်တိကိုရွေးလိုက်ပြီးတော့ညီမစားစကန်လေးတော့ရှိတယ်နော်စကန်လေးတော့ရှိတယ်နော်ငရုတ်တိကိုဝါပြီးတော့မျိုးချရမယ်နော်မျိုးချလိုက်ပြီဆိုရင်1000ဖို့အောင်ပြီနော်โอเคတိုက်တဲ့ငရုတ်တိကိုယူလိုက်ရမှာအကြည့်ပါတယ်အသက်ပါတယ်ဟုတ်တယ်အကြည့်ပါတယ်အသက်ပါတယ်โอเคရတယ်ကဲကျွန်တော်တို့စားပါပြီဗျကြည့်အောင်နော်အကုန်စားရမယ်နော်အကုန်လုံးโอเคဝါပြီးတော့မျိုးချမှာဒီမှာရိုက်ဝါတာကိုရိုက်ဒီမှာရိုက်မကင်မရာကြည့်ပါအောင်မျိုးချလိုက်ပြီလားဝါလားတေချာလားဝါလားတလုံးနဲ့တော်ပြီလားစားနိုင်သေးလားရောစားနိုင်သေးအများကြီးရမယ်နော်စားနိုင်ရင်အများကြီးရမယ်နော်ကြည့်2000စားတယ်ဗျာ2000စားတယ်ကျွန်တော်တို့ကဲ2000စားပြီကဲဆွေကတားကောင်းလေနော်2000စားနေပြီဖြစ်ပြတယ်နော်ကြည့်ဝါရမယ်နော်တေချာဝါရမယ်နော်โอเคဝါမျိုးချလိုက်ပြီလားဟာပြကြည့်โอเค2000ရပြီโอเคနောက်စားအောင်မလားစားနိုင်သေးလားโอเค3000မြောက်ကိုစားပါတယ်ဒီညီမလေးကနော်တေချာဝါရမယ်နော်တေချာဝါပြီးမျိုးချရမယ်နော်ဝါလားကြည့်မယ်โอเค3000စားအောင်မလားထိုက်ပြီးတော့ထိုက်စားနိုင်ရင်ရသေးတယ်နော်โอเค4000စားတယ်ဗျာတေချာဝါရမယ်နော်စားပြီးတေချာဝါရမယ်နော်တေချာရိုက်4000တော့စားတာဗျာ4000ဝါနော်ဝါပြီးမျိုးချရမယ်နော်စားပြီးကနေဘူးရပြီလားစားအောင်မလားစားထိုင်အောင်မနော်တော်ပြီလား1000စားအောင်မ1000စားအောင်မ9000စားတာဗျာโอเคဝါရမယ်နော်တေချာညဝါရမယ်နော်ဝါလာကျင်းနေမယ်နော်တေချာဝါရမယ်နော်ရပြီကိုစားတန်းနေပြီလား9000နေမှာကျွန်တော်တို့9000စားထားတာနော်ကျွန်တော်ပြောထားတာ1000ကို100 2000ဆိုရင်ဘန်းငွေ300ပေါ့နော်4000ဆိုရင်ဘန်းငွေ600ဆိုတော့9000ဆိုတော့ဘန်းငွေ900ရမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့နော်ဒါဘန်းငွေ900ကျွန်တော်ပြမှာဖြစ်ပါတယ်တော့ညီမငရုတ်တိအဆက်9000ကိုစားနိုင်တယ်ပေါ့နော်ဒါဒီငရုတ်တိကတအားဆက်တဲ့ငရုတ်တိဖြစ်ပါတယ်ဒါ9000စားနိုင်တဲ့အတွက်ကျွန်တော်စင်ခေါ်ထားတဲ့အတိုင်းဘန်းငွေ900ကိုပြည့်ဆောင်မှာဖြစ်ပါတယ်ရောညီမလေးကိုကြည့်လို့ချက်ပါနော်โอเคကျွန်တော်တို့နောက်ဟိုမှာစောင့်နေကြရနော်သူတို့တွေကိုရှင်းလိုက်ခေါ်လိုက်အောင်မေကြလာဒီမှာဒီတယောက်နှစ်ယောက်ကိုမေးလာအောင်နော်ခဏတော့ဟိုမှာစားပြတာကိုတွေ့တော့ဒီမှာစားမိုးအတွက်ခေါ်တာပေါ့နော်အဲ့ဒါကျွန်တော်သူ့ကိုမေးပြီးတော့စားခိုင်းမှာဖြစ်ပါတယ်နော်အခုဒီနားလေးခဏလာပါအောင်ကျွန်တော်အခုအစီအစဉ်လေးတစ်ခုရှိတယ်ပေါ့နော်ကျွန်တော်ရဲ့အခုအစီအစဉ်မှာကြတော့ဒီမျိုးငရုတ်တိအစိမ်း1000ကိုစားကြနိုင်တယ်ဆိုရင်ကျွန်တော်ကဘန်းငွေ100ပေးမှာဖြစ်ပါတယ်ပေါ့နော်
ဒီကလို့2000စားနိုင်တယ်ဆိုရင်ဘက်ငွေ300ပြင်မယ်ပေါ့နော်ဒီထက်ကိုအပေါ်စားနိုင်လဲစားနိုင်တဲ့လောက်အပေါ်ရမှာဖြစ်ပါတယ်ပေါ့နော်ဒီစီခေါ်မှုကိုလက်ခံတယ်ဆိုရင်အပေါ်စားနိုင်တဲ့လောက်ငရုတ်တိကိုစားပြီးတော့ကျွန်တော်စီကစုငွေယူလို့ရပါတယ်ပေါ့နော်အဲ့တော့ကိုစားမလားစားမယ်နော်အပေါ်စားနိုင်တဲ့လောက်စားလို့ရတယ်နော်စားတယ်ဆိုရင်ညအောင်ဝါပြီးမှမျိုးချရမယ်နော်စားနေတဲ့အချိန်မှာရေမတော့ရဘူးနော်โอเคနော်โอเคကိုစားတယ်စားလို့ရပါပြီနော်မင်္ဂလာပါကျွန်တော်တို့ရဲ့ MK FYD monetization စားပဲပိတ်ကနေပြီးတော့အလုပ်တစ်ဖက်နဲ့အပေါ်ဝင်ငွေရှာချင်သူတွေအတွက် AI နဲ့ပညာနဲ့ကိုယ့်ရဲ့အသံအယုတ်တွေကိုပြကြမလို့ပဲနဲ့ပတ်စံရှာလို့ရတဲ့ niche တွေကိုကျွန်တော်တို့တန်ကြားပင့်နေပါတယ်ဗျာကိုယ့်ရဲ့အယုတ်ကိုပြကြမလို့ဘူးကျွန်တော်တို့ဖုန်းကောင်းကောင်းလေးတစ်လုံးရှိရင်လည်းအခုခက်ပေါ် AI နဲ့ပညာတွေနဲ့တခြားပတ်စံရတဲ့အကြောင်းအရာအများကြီးကိုကျွန်တော်တို့တန်ကြားပင့်လို့ရှိပါတယ်ဗျကျွန်တော်တို့စီကနေဒီမျိုးအလုပ်တစ်ဖက်နဲ့ပတ်စံချတဲ့အကြောင်းအရာလေးတွေကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်တို့စီမှာလာရောက်ပြီးတော့ဆက်သွယ်မြင့်မြတ်နိုင်ပါတယ်ဗျကဲကျွန်တော်2ယောက်မြောက်ညအောင်ဝါရမယ်နော်ညအောင်ဝါရမယ်နော်ညအောင်ဝါပြီးတော့မျိုးချရမယ်နော်โอเคတော့နင်းညအောင်ဝါရမယ်နော်โอเค2000မြောက်နင်းဝါအောင်မြောက်ညအောင်ဝါနော်3000မြောက်ဗျာ3000မြောက်ညအောင်ဝါရမယ်နော်ညမโอเค3000မြောက်ကိုဝါထားပါပြီ4000မြောက်ညအောင်ဝါရမယ်နော်โอเค9000မြောက်ကိုစားတယ်ဗျာ9000မြောက်ရှေ့ကိုနေတော့ဟိုမှာကားရှိ9000မြောက်ဟာ9000ဒီစားညအောင်ဝါရမယ်နော်โอเค6တောက်မြောက်ကိုစားတာဗျခါကင်းနှလုံးစားပေးမခွေး6တောက်မြောက်ပေါ်ဗျာစားမလားတော်ပြီโอเค6တောက်မြောက်ကိုစားထားရနော်6တောက်မြောက်โอเคခဏလေးကိုရေတော့မတော့ခင်6တောက်မြောက်ဆိုတော့3တောက်ဆိုရင်600 4တောက်ဆိုရင်600ဆိုတော့2တောက်အကို900ရမယ်ဘယ်ငွေ900နော်ဘယ်ငွေ900ရမယ်ဒီမှာ300 400 500 600 900 600 900ရော900ပေးတယ်နော်ကဲကိုကြည့်လိုက်ချက်ကိုပေးတဲ့ကြည့်တင်ပါတယ်နော်โอเคကျွန်တော်တို့နောက်ထပ်အကိုကြီးတယောက်ကစားမယ်တဲ့ဗျာနော်အကိုကျွန်တော်စိတ်ကန်းလေးကိုနည်းနည်းပြောပြမယ်နော်ရုပ်သီးကိုညက်အောင်ဝါရမယ်နော်ပြီးမှမျိုးချရမယ်နော်အကို1000စားနိုင်ရင်100ရမယ်နော်3000စားနိုင်ရင်အကို400ရမယ်နော်โอเคကဲညက်အောင်ဝါရမယ်နော်ညက်အောင်ဝါပြီးတော့မျိုးချရမယ်နော်ဝါအောင်နော်လောနဲ့ဝါအောင်2000ကဲလက်ခေါက်လေးတိပြကြတော့လက်ခေါက်လေးကဲ3000ညအောင်ဝါပဲနော်ပြမယ်ဘလို့ညအောင်ဝါပဲ3000ရပြီโอเค3000ရပြီ4000ရပြီโอเคဒီနေ့တော့ချေတော့ပြီလေ1000 5000ဖြစ်တော့ပြီโอเคညအောင်ဝါနော်ဘယ်တော့ဖြစ်တော့ပြီလဲ6တောက်လောက်စားနေတယ်နော် Oh my god 6တောက်9တောက်7တောက်အေးမလွန်နဲ့ရတယ်မလွန်နဲ့7တောက်9တောက်10တောက်ညဝါရမယ်နော်7တောက်ဖြစ်ပြီနော်နင်းမတော့ရဘူးအဲ့ဒါပြရအောင်မယ်ကိုမင်းပေါ်လိုက်လို့မရဘူးအဲ့လိုမျိုးဆိုရင်မရဘူးလေစေငါစေချောက်โอเคရစေကိုစေရှေဟာညဝါရတယ်ဘာဖြစ်ရတယ်ဝါညဝါအေးဒီနေ့တောက်စားလိုက်တာလေခဏတော့စေရှေတောက်စားလိုက်တာစေရှေတောက်မရုပ်ဒီစေရှေတောက်နော်ကျွန်တော်တို့ရှင်မြန်မာတွေဘယ်လောက်ထိစားနေလဲဆိုတာစင်းနဲ့ရှစ်တောက်တော့စားလိုက်တာဗျာရှိသေးတာရှိဝါအောင်မယ်ရပြီတလားလောက်ပဲစားတော့ပေါ့နော်ဒီမှာကြည့်အကုန်လုံးမျိုးရှားလိုက်တယ်နော်โอเคဒီအကိုကြီးကနော်ငရုတ်တိအတောက်စင်းနဲ့ရှစ်တောက်ကိုစားသွားတဲ့အကိုကြီးနော်စင်းနဲ့ရှစ်တောက်ကိုစားသွားလို့ဒီကိုကြီးကိုကျွန်တော်စုများချမှာဖြစ်ပါတယ်ကျွန်တော်ဘတ်ငွေ2500စုချမှာဖြစ်ပါတယ်ဗျကိုကြီးဆင်ပြေလားဆင်ပြေတယ်အကိုကြီးဆဲလားစားလားဆဲခဲလားဆက်တယ်ပေါ့နော်ဒါပေမဲ့စားနိုင်တာပေါ့အဆက်ဘယ်လောက်ထိစားနိုင်လဲကိုကြီးဆက်ရှိတော့ဆက်စားနိုင်ပြီဟုတ်လားအများဆုံးစီဘယ်နှစ်လောက်ထိစားနိုင်မယ်လို့ခံမယ်လဲကန့်တန့်ချက်တော့မရှိဘူးပေါ့ဒါပေမဲ့ဆက်စားနိုင်ပြီနောက်ထပ်ဆိုရင်တော့အများဆုံးဆိုရင်တော့5-6တောက်လောက်တော့နိုင်အောင်5-6တောက်လောက်ဟောပြောမစင်25တောက်လောက်တော့နိုင်တာပေါ့အိုးမြို့သည့်အစိမ့်25တောက်လောက်ကိုစားနိုင်တယ်နော်အခုကျွန်တော်ရဲ့ရှင်းလိုက်မှာကျွန်တော်ထိထားတဲ့ခွဲထဲမှာငရုတ်တိတောက်တွေကုန်သွားတယ်အဲ့ဒါ16တောက်လုံးကုန်သွားတာနော်ဆဲရှိရင်ထဲစားအောင်မဲတဲ့
စစ်တောက်စားနိုင်လို့နော်ကျွန်တော်မှာဘန်းငွေ1500ကိုကြီးကိုစုချမှာဖြစ်ပါတယ်နော်ကိုကြီးရောမှ1000မှ2000ဒီမှာ100 200 300 400 500နော်ကိုကြီးကို1500ကျွန်တော်စုချရနော် ဟုတ်ကဲ့ โอเคကျွန်တော်တို့ရဲ့ရှင်းလင်းထက်မှာဗီဒီယိုထက်မှာပါဝင်ပေးတဲ့ကိုကြီးကိုကြည့်ကြတယ်နော် ဟုတ်ကဲ့ နောက်ထပ်တစ်ယောက်ကနေပြီးတော့ကျွန်တော်တို့နော်ရှင်းလင်းထက်မှာပါဝင်လာဖြစ်ပါတယ်ကျွန်တော်စိတ်ကလေးနည်းနည်းပြောပြမယ်နော်ဒီငရုတ်တိကိုစားနေတဲ့အချိန်မှာနည်းနည်းညက်အောင်ဝါစားရမယ်ပြီးတော့စားနေတဲ့အချိန်မှာရေမတောက်ရဘူးနော်အပြင်ဝါချရမယ်နော်1000စားနိုင်100ရမယ်2000စားနိုင်300ရမယ်အဲ့ထက်များများစားနိုင်များများရမယ်နော်โอเคစားပြီးတော့စားလို့ရပါပြီဗျာကဲစားပြီးတော့စားနေပြီနည်းနည်းလေးအပေးကြပါဦးအေး1000နည်းနည်းညက်ရမယ်ညက်ဝါရမယ်နော်โอเค2000နည်းနည်းညက်ဝါရမယ်နော်အေးစားနေပြီโอเคနည်းနည်းလေးကြာလေးဝါပြီးမှနောက်တော့ကိုစားပဲโอเคကျင်းနေပြီကျင်းဒီမှာကြည့်ဒီလေအပားလေးလာရက်ပြပါလားဒီမှာအပားလေးဘယ်နှစ်တော့ဖြစ်တော့ပြီလဲ3000 4000အိုး4000စားရတယ်စားလို့ရတယ်ဖုန်းလိုက်ပြီနော်ဒီနော် Phật đi. ဘယ်နှစ်တော့ဖြစ်တော့ပြီလဲ9တော့ဖြစ်တော့ပြီနော်ဒီတော့9တော့ဖြစ်တော့ပြီနော်โอเคစားလို့နိုင်သေးလားโอเคဒီနေ့ညဝါရမယ်နော်အေးအောက်ချလို့မရဘူးနော်โอเคမျိုးချအေးခုနှစ်တောင်းလား9တောင်းလားစားအောင်မလားစားသေးတယ်ဗျာနင်းညဝါလိုက်โอเคဟောလိုက်တော့နော်အေးမျိုးချလိုက်ပြီလားโอเคနင်းနေပါစေဟာဗျမျိုးချတာဟဲ့ဗျဒီမှာနော်ဘယ်နှစ်တောင်းစားလိုက်တာလဲခဏတုန်းက6တောင်းနော် Con nó đã. 9တောင်းလားโอเค9တောင်းစားလာနော်ဘယ်လိုနေလဲညနေတွေပါကြားတော့ရာโอเคကျွန်တော်တို့နော်9တောင်းစားနေတဲ့သူလက်ခေါ်နေတိပြကြပါနော်စုပဲမယ်9တောင်းစားနိုင်လို့နော်စုချတာပါ1000နဲ့တရားကျေးဇူးတင်နော်ဒီဗီဒီယိုလေးမှာပါဝင်ပြီးတော့ရေးတောက်လိုက်ဒီမှာနင်းကြည့်ပါဦးပြေးတော့တဲ့ချိန်တို့တားဆဲသွားလားနင်းလေးမေခွန်းလေးနင်းလေးမေးမယ် Mê từng người. ဘလို့စက်မျိုးနဲ့တလောက်9000လုံးကိုစားနေလိုက်တာလေနော်ဒီညအရင်ကဒီလောက်စားဘူးလားဟုတ်လားအခုကဇွေနဲ့စားလိုက်တာပေါ့ရှင်းလဲဆိုတော့နော်စင်ခေါ်နေဆိုတော့ Nó chỉ bật vào. လက်ရှိပါထက်အောင်တင်မော်ဒီတက်ပေးလိုက်နော်โอเคဒါဟုတ်တယ်ဘယ်လောက်ရတော့လဲပတ်စံရုပ်တိဘယ်2000စားလိုက်တာလဲ Con nó đã. 9000ဘယ်မှာ1100ရသွားပြီနော်9000စားတာโอเคကျေးဇူးတင်ပါတယ်နော်ဟောပြလို့โอเคဝေးနောက်တစ်ယောက်စားမယ်သူနောက်တစ်ယောက်ဒီကိုလားနောက်တစ်ယောက်စားမယ်ဒီကိုလားโอเคပေးမိုက်ပေးပါโอเคကျွန်တော်တို့နော်နောက်ထပ်စားမယ်အမတစ်ယောက်ကျွန်တော်တို့ရှိနေပါတယ်မယုတ်တိစားတဲ့ချင်းတဲ့ထဲမှာနောက်ထပ်ပါဝင်မယ်အမတစ်ယောက်ရှိနေပါတယ်အမကျွန်တော်စိတ်ကလေးနည်းနည်းပြောမယ်နော် Ai kìa. ငရုတ်တိစားနေတဲ့အချိန်မှာရေမတောက်ရဘူးနောက်ပြီးတော့စားတဲ့ငရုတ်တိကိုညက်အောင်စားပြီးတော့မျိုးချရမယ်နော်ငရုတ်တိ1000စားနိုင်100ရမယ်ဘန်းငွေ2000စားနိုင်ဘန်းငွေ300ရမယ်များများစားနိုင်အဲ့ထက်များများရမယ်နော်โอเคစတင်ပြီးတော့စားလို့ရပြီနော်ကဲနည်းနည်းအားပေးလိုက်ကြပါဦးညာနောက်မှရှိတဲ့သူတွေနော်1000နည်းနည်းညက်အောင်စား1000ပြီးမှ1000ဝါနော်ညင်လေးမစားလဲညက်အောင်ဝါအောင်ဖြစ်ဝါပြီးတော့မျိုးချရမယ်နော်โอเคနည်းနည်းလေးညက်အောင်စားနော်ပြီးတော့မျိုးချနော်โอเคညက်အောင်ဝါရမယ်နော်ဘယ်နှစ်တောက်စားလိုက်တာလဲ6တောက်โอเคညက်အောင်ဝါတာကိုရိုက်ပြီးတော့မျိုးချရမယ်နော်မျိုးချရမယ်နော်ဝါထားမျိုးချလိုက်ပြီလား Chơi đồng တိတ် tiền. မဘူးကောတိတ်မဘူးကော Nhớ đây là tao đã. โอ Ali เค sao လက် là. ခေါက်လေးတီးပြပါဦးလက်ခေါက်လေးမှာလူလေးပြိတ်သေးလေးနည်းနည်းရိုက်ပြလိုက်အားပြိတ်သေးတယ် Ai mà là gì người yêu cái sao thì mà xuân này là gì thì yêu cái áo biết nào chứ. โอเคလက်ခေါက်လေးတီးပြပါတယ်ဗျာ6တောက်ဆိုတော့900ဆူချပါတယ်ဗျာနော်ငယ်ဥသစားနေတယ်ဒီမှာရခိုင်လို့ပြောတယ်နော် Dạ khai mà ăn tụi mấy chị bà ăn ông ta đi ra ရ bà. ခိုင်ဆိုတော့ Mày là bà chị. ပါမပြလို့ကျေးဇူးတင်တယ်နော် ဟုတ် โอ ပါ เคပါ Đây, chị sẽ bà tụi bay. မင်္ဂလာပါကျွန်တော်တို့ရဲ့ MK FYD monetization စာပဲပေးကနေပြီးတော့အလုပ်တစ်ဖက်နဲ့အပူဝင်ငွေရှာရှင်သူတဲ့အတွက် AI နဲ့ပညာနဲ့ကိုယ့်ရဲ့အသံအယုတ်တွေကိုပြကြမလို့ပဲနဲ့ပတ်စံရှာလို့ရတဲ့ business တွေကိုကျွန်တော်တို့အသံကြားပြနေပါတယ်ဗျာကိုယ့်ရဲ့အယုတ်ကိုပြကြမလို့ဘူးကျွန်တော်တို့ဖုန်းကောင်းကောင်းလေးတစ်လုံးချင်းဝင်နဲ့အခုခက်ပေါ် AI နဲ့ပညာတွေနဲ့တခြားပတ်စံရတဲ့အကြောင်းအရာ
များကြီးကိုကျွန်တော်တို့တန်ကြားပြလို့ရှိပါတယ်ဗျကျွန်တော်တို့စီကနေဒီမျိုးအလုပ်တစ်ဖက်နဲ့ပတ်စံချတဲ့အကြောင်းအရာလေးတွေကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်တို့စီမှာလာရောက်ပြီးတော့ဆက်သွယ်မြင့်မြတ်နိုင်ပါတယ်ဗျ